အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပေါ့နော်ကျွန်တော်ရဲ့သူတော်အောင်ချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးမင်္ဂလာရှိသောညချမ်းလေးမှာမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေနော်မနေ့ပြန်ကျွန်တော်တို့23ရက်4လ2026ကြာတာပတိနေ့ကိုရောက်ရှိလိုလာပြီကဲကြာတာပတိနေ့နေကုန်စားနော်ဝိုင်းချင်းလေးတွေမိန်းလေးတွေပတ်တီးလေးတွေအားလုံးစုံစုံလင်လင်လေးထပ်မံပြီးတော့လာတင်ပေးတာဖြစ်ပါတယ်နော်ကဲဗီဒီယိုဖိုင်လေးကိုပြီးဆုံးအောင်ကြည့်ပေးပါကျွန်တော်ရဲ့ချင်းမိတ်ဆွေညီကိုမောင်နှမများအားလုံးဒီဗီဒီယိုဖိုင်လေးကိုမြင်နေတွေ့တဲ့ချိန်ကနေစလို့စိတ်ချမ်းသာကိုကြမ်းမာကြပါစေစီးပွားလက်လာပါတယ်လေဒီအလားနော်တိုးတက်ကြပါစေလို့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်ကဲကျွန်တော်တို့ဒီနေ့ဗုဒ္ဓဘုနေ့ကတော့နော်နေတိုင်းသမားတွေကပတ်တီးသမားတွေရကြလိမ့်မယ်9ပတ်တီး51နော်ပြန်ကြရကြလိမ့်မယ်နောက်ပြီးတော့ကျွန်တော်စီမှာတပတ်စာယူတဲ့ဖွဲ့ဝင်ထားတဲ့ညီကိုမောင်နှမတွေကတော့အားလုံးပဲဗုဒ္ဓဘုမကျော်အားလုံးပဲအာမခံရှစ်ထွက်သွားပြီနောက်ပြီးတော့84เนาะကျွန်တော်ရဲ့ကိုဒီမလေးအားလုံးပဲရကြလိမ့်မယ်เนาะကဲကျွန်တော်ရဲ့ချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးเนาะကျွန်တော်စီမှာတပတ်စာယူတဲ့ညီကိုမောင်နှမတွေပို့ဝင်တဲ့ညီကိုမောင်နှမတွေအားလုံးကိုကျွန်တော်ညကိုထပ်ပြီးတော့နေတိုက်ကလေးတွေရွေးချယ်ပြီးတော့ message လေးတွေထပ်ပို့ပေးပါအောင်မယ်เนาะ Viber ကညီကိုမောင်နှမတွေအားလုံးเนาะကဲနေတိုင်းသမားတွေကတော့ကျွန်တော်တို့ကြံရက်မှာစာတိုးတွေလည်းအားလုံးထွက်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့နေတိုင်းပဲစော့ပါမယ်အကြိုက်တွင်လိုက်စော့ပါကဲမနေ့ပြန်ကြာတာပရင်းနေကုံစားမှာဘိုင်နေနဲ့ဆိုရင်တော့9ဘိုင်3ညဘိုင်ဖြစ်ပါတယ်เนาะ9ပတ်တီး3ညပတ်တီးပေါ့အကောင်းဆုံး9နဲ့ပတ်သက်တဲ့ main ကွက်ဆိုရင်ကျွန်တော်တို့96 98 50 54ဒါ9နဲ့ပတ်သက်တဲ့ main ကွက်ပါ96 58 50 54ကဒါ9နဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွက်ဖြစ်ပါတယ်3ညနဲ့ပတ်သက်တာဆိုရင်36 38 34 39ခွန်ပါဒါ3ညနဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွက်ပါเนาะ36 38 34 39ခွန်ပါဒါ3ညနဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွက်ကလေးတွေဖြစ်တယ်ကျွန်တော်ထုတ်ပေးတဲ့ main ကွက်ကလေးတွေမကြိုက်ဘူးကျွန်တော်ရဲ့ချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးကကိုလုံးပိုင်ကိုကြီးရတဲ့ကတ်ဆော့ခြင်းနဲ့ဆိုရင်လည်းမနေ့ပြန်မှာကြာတာပရင်းနေ့မှာအားအကောင်းဆုံးဒီ9-3ညပတ်တီးဖြစ်ပါတယ်เนาะအားအကောင်းဆုံးပါနက်ပြန်မှာကျွန်တော်ရဲ့ကိုဒီမကြီးအကြိုက်တူရင်လိုက်ဆော့ပေါ့ဒါကျွန်တော်စေတနာနဲ့တင်ပေးတာဖြစ်တယ်ဘာမှမျှော်လင့်ချက်မရှိဘူးကိုရကိုယူပါเนาะဒါကြောင့်မို့ကျွန်တော်ရဲ့ချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးเนาะကျွန်တော်တင်တဲ့ဗီဒီယိုဖိုင်လေးတွေကိုအမြဲတမ်းမြင်ရတွေ့အောင်ကျွန်တော်ရဲ့ page ကို follow ခဲ့ဖို့တော့မမေ့ကြပါနဲ့เนาะကျွန်တော်ရဲ့ချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးเนาะကဲဒါမနေ့ပြန်မှာပတ်တီးကိုဒီကဦးစားပေးဆော့ခြင်းလဲဆိုရင်9ပတ်တီး3ညပတ်တီးကြာတာပရင်းနေကုံစားအားအကောင်းဆုံးဖြစ်ပါတယ်အကြိုက်တွင်လိုက်ဆော့ပါကဲအခုလိုကြည့်ရှုအားပေးတဲ့ညီကိုမောင်နှမတွေအားလုံးအထူးထူးပဲကျေးဇူးတင်ပါတယ်ထပ်မံပြီးတော့အားလုံးပဲကံကောင်းကြပါစေဗျ